ဒီဗီဒီယိုတွေကလူသားဟာ Richard Norrie Williams ဖြစ်ပါတယ်။သူက1912ခုနှစ်တိုက်တန်နစ်ဖြစ်ရဲ့ဆိုမှအသက်ရှင်ကျန်ရစ်ခဲ့သူတဦးဖြစ်ပြီး1924ခုနှစ်ပါရီအိုလံပစ်တိုင်ပွဲမှာတင်းနစ်နဲ့ရွှေတံဆိပ်ဆုရရှိခဲ့သူဖြစ်ပါတယ်။တိုက်တန်နစ်ဒီမော်ဂျီသူနဲ့အတူနေမြုပ်သွားခြင်းမှာသူဟာအလိုအေးခဲလာတဲ့ရည်ရဲကိုခုန်ချခဲ့ရပါတယ်။သူ့ရဲ့ဖေဟာတင်မော့ရဲ့မိကူတိုင်ကြီးပြူကြပြိမိသွားတာကိုသူကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ကဲဆယ်ရေးသမားတွေကသူ့ကိုရေထဲကနေစတင်လိုက်တဲ့ချိန်မှာတော့သူ့ရဲ့ခြေထောက်နှစ်ဖက်လုံးဟာလုံးဝခဲနေပါပြီ။ဆရာဝန်တွေကသူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးကိုဖျက်ပစ်ရမယ်လို့ပြောခဲ့ပေမဲ့သူကတော့လုံးဝငြင်းဆိုခဲ့ပါတယ်။ကျွန်တော်တင်းတင်းဆက်ကစားဖို့ဒီခြေထောက်တွေကိုလိုအပ်တယ်လို့သူကတုံ့ပြန်ပြောဆိုခဲ့ပါတယ်။သူကခြေထောက်ထဲကိုတွေးပြန်လဲပတ်လာတဲ့အထိမချို့သောသွေးနဲ့၆လန့်မှုအတင်းကြိုးစားခဲ့ပါတယ်။လအနေငင်ကြမှာတော့သူဟာတင်းနစ်ကွင်းထဲကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်။12နှစ်ကြာမှာတော့သူဟာအိုလံပစ်ပြိုင်ပွဲမှာရွှေတံဆိပ်ဆုကိုစုခုနိုင်ခဲ့တဲ့အထိအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ကျောင်းကားတကားတွေပိတ်သွားတဲ့အချိန်မှာကောင်းမလေးရဲ့ကြောပုတ်အိတ်ဟာတကားကြားမှာညက်နေခဲ့တာကိုဘယ်သူမှသတိမထားမိခဲ့ကြပါဘူး။ကျောင်းကားကြီးထွက်ခွာသွားတဲ့အခါသူမဟာကားဘေးကနေအမိလိုက်ဖို့အသေးအံကြိုးစားပြီးပြေးခဲ့ရပါတယ်။စက္ကမိုင်တွင်မှာပဲသူမဟာလဲကျသွားပြီးကျောင်းကားကြီးကဆက်မောင်းနေတာကြောင့်သူမရဲ့ခန္ဓာကိုယ်ဟာကတရလမ်းပေါ်မှာတရုတ်တိုက်ပါသွားခဲ့ပါတယ်။ဒီပေါင်းရာနဲ့ချီထောင်နဲ့ချီတဲ့အထိဆွဲခေါ်သွားခဲ့ပါတယ်။လမ်းသွားလမ်းလာတွေကကြည့်နေခဲ့ကြပြီးနောက်ဆုံးမှာတော့ကားမောင်းသူတယောက်ကဘာဖြစ်နေလဲဆိုတာကိုရေးမိသွားပြီးကားဟုံးကိုအကျယ်ကြီးတီးကကျောင်းကားကိုရခိုင်းလိုက်ပါတယ်။အဲဒီအချိန်မှာတော့သူမရဲ့ရေပြားတွေစုပ်ပြတ်တတ်နေပြီးအာရုံကြိုးတွေလည်းထိခိုက်ပျက်စီးသွားခဲ့ပါပြီ။သူမခန္ဓာကိုယ်ရဲ့10%ကျော်ကပြင်းထန်စွာထန်ရရှိခဲ့ပါတယ်။သူမဟာခွဲစိတ်မှုပေါင်းများစွာပြုလုပ်ခဲ့ရသလိုအရေးပြားအစာထိုးတာတွေနဲ့လပေါင်းများစွာစေကူတာမှုခံယူခဲ့ရပါတယ်။ကျောင်းကားဒရိုင်ဘာဟာအလုပ်ထုတ်ခံခဲ့ရပြီးတရားစွဲဆိုမှုတွေလုပ်ခဲ့ပေမဲ့သူမရဲ့ခန္ဓာကိုယ်နဲ့မညံတွေကဒဏ်ရာတွေကတော့ပျောက်ကွယ်မသွားခဲ့ပါဘူး။ဒီနေ့မှာတော့သူမဟာပြန်လည်လမ်းလျှောက်နိုင်နေပြီဖြစ်ပေမဲ့မိကွန်းတစ်ခုကတော့ကြံရှိနေသေးပါ။ခယူးမဆိုင်မိတဲ့စက္ကန့်နိုင်ငယ်လေးဟာလူတစ်ယောက်ရဲ့ဘဝကိုထာဝရပြောင်းလဲပြဖို့ဘလောက်အထိလုံလောက်ပါသလဲ။ဒီပြည့်ဟာတကယ်ဖြစ်ရမှန်တစ်ခုဖြစ်ပြီး2015ခုနှစ်ကအမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ရဲမေဟာလက်ထိတ်ကိုပြန်သိမ်းပြီးဒရိုင်ဘာကိုလွတ်ပစ်လိုက်ပါတယ်။အခါတုန်းကအရေးပေါ်ဖြစ်သူကတတိလစ်နေတဲ့သမီးငယ်လေးကိုပွေ့ရှိပြီးတစီဘောကိုလောတကြီးတက်လာပါတယ်။မြင်မုံမိပါဆရာခီးစာကိုနှစပေးပါမယ်ကျေးဇူးပြုပြီးမြင်မုံမိပါကိုပြောပါတယ်ဒရိုင်ဘာဟာဖခင်ဖြစ်သူရဲ့မျက်နှာကသူ့ရင်စိတ်တွေကိုမြင်လာရတဲ့အခါဘာမှပြတ်မမေးတော့ပဲကားကိုအချိန်နဲ့မောင်းထွက်လိုက်ပါတယ်တစီဟာမီနီတွေကိုဖြတ်မောင်းတခြားကားတွေကိုကြောတက်ပြီးအဆောင်ကုန်အချိန်တင်မောင်းနေပါတယ်နောက်ကနေရဲကားတစီအိုးဆွဲပြီးလိုက်လာပါတယ်စီကံချက်တွေထက်အသက်တစ်ချောင်းကပူရေးကြီးတယ်ဆိုတာကိုဒရိုင်ဘာကသိနေခဲ့ပါတယ်စင်းရုံခီရောက်တာနဲ့ဖခင်ဖြစ်သူကသမီးလေးကိုချီပြီးရေးဘောဌာနတွေကိုပြေးဝင်သွားပါတယ်။ကျောင်းဝန်တွေကကလေးမလေးကိုအမြန်ဆုံးကုသပေးဖို့ခေါ်သွားခဲ့ကြပါတယ်။ခဏကြာမှတော့ဖခင်ဖြစ်သူကတက်စီဒရိုက်ဘာကိုတတိယသွားပြီးအပြင်ကိုပြန်ထွက်လာပါတယ်။အပြင်မှာတော့ရဲမေကတက်စီဒရိုက်ဘာကိုလက်ထိတ်ခတ်ဖို့ပြင်နေပါပြီ။ညီမကိုမဖမ်းပါနဲ့။ကျွန်တော်အပြစ်ပါကျွန်တော်ကိုပဲဖမ်းလိုက်ပါ။ဒီလိုနဲ့ရဲမေကပြန်ပြောပါတယ်။ရှင်ကစီးရုံတွေကခုမှထွက်လာတာလေဘာလို့ရှင်းပြဖြစ်ရတာလဲမဟုတ်ပါဘူးကျွန်တော်သမီးလေးဒင်းကားပြနှင်ပြီးအသက်ရှူရတော့မလို့ပါဒီဒရိုင်ဘာကအချိန်ပြင်းပြင်းမမောင်းပြီးခဲ့ရင်ကျွန်တော်သမီးလေးတည်သွားနိုင်ပါတယ်ရဲမေကဒရိုင်ဘာကိုပြန်မိလိုက်ပါတယ်ဒီလိုအချိန်နေရှိနေတာကိုရှင်သိရလားတဲ့ဒရိုင်ဘာကမသိပါဘူးခင်ဗျာရဲမေကနောက်ထပ်ပြန်မိလိုက်ပါဒါဆိုဘာလို့အဖမ်းခံရမှာကိုမကြောက်ပဲစီကနေဖောက်ပြီးမောင်းမိခဲ့တာလေညုံနဲ့ဒရိုင်ဘာကပြန်သွားရပါတယ်တကယ်လို့ဒါဟာကျွန်တော်ကလေးသားဆိုရင်လေတယောက်ကဒီလိုပဲကွင်နေပေးလိုက်မယ်လို့ကျွန်တော်ညှို့လင်းမိလို့ပါရဲမေဟာလက်ထိတ်ကိုပြန်သိမ်းလိုက်ပြီးဒရိုင်ဘာကိုလှုပ်ပြလိုက်ပါတယ်ဖခင်ဖြစ်သူကဒရိုင်ဘာကိုကျေးဇူးတင်စွာနဲ့ဖတ်လိုက်ပါတယ်ခမကကားကိုမြင်မြန်မောင်းပေးုံနဲ့မဟုတ်ပါဘူးကျွန်တော်သမီးလေးရဲ့အသက်ကိုပါကတ်တင်ပေးခဲ့တာပါလူသားဆန်တဲ့စိတ်ဓာတ်ဟာဥပဒေစည်းကမ်းတွေထက်ပိုပြီးမြင့်မြတ်ပါတယ်လောကကြီးမှာတယောက်ကိုတယောက်ကူညီပေးကြရင်းနဲ့ပဲတိုးရှင်သောနေထိုင်နိုင်ကြပါသည်